ဒီနေ့ဗီဒီယိုမှာကို page မှာ boost လိုက်တဲ့ post တွေကိုဘယ်လိုပြန်ကြည့်လို့ရလဲဆိုတော့ပြောပြပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီမှာ page တွေကိုရောက်ပြီပေါ့နော်ကျွန်တော်ပြန်ပြပေးမယ်ဒီမှာ page ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ကြမလဲဆိုရင် professional dashboard ကိုသွားပါเนาะ professional dashboard ကိုသွားပြီးသွားရင်ကျွန်တော်တို့ဒီမှာ tool ဆိုတာရှိတယ်ဒီ tools ကိုနှိပ်ပါเนาะ tools ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ AD center ဆိုတာရှိရပါတော့အဲ့တော့ AD center ကိုဆက်နှိပ်ပါအဲ့တော့ AD center ကိုရောက်ပြီဆိုရင်ဒီမှာ manage ဆိုတာဟာလေးရှိတယ်အဲ့ manage ကိုလည်းဟာကိုကြည့်ပြီးသွားရင်ကျွန်တော်တို့ဒီမှာကို boost ထားတဲ့ဟာလေးပေါ့နော်ကို page မှာတောက်လျှောက်ဘယ် post တွေကို boost ထားတယ်ဆိုတာအသေးစိတ်ကြည့်လို့ရပါတယ်အဲ့တော့ကိုကဒီမှာအခုနောက်ဆုံးလုပ်ထားတဲ့ဟာဆိုရင်ဘယ်လောက်လုပ်ထားတယ်ဆိုတာကိုလည်းဒါ active ဖြစ်နေလား active ဖြစ်မနေလားဆိုတာကိုလည်းဒီကနေကြည့်ရှုလို့ရပါတယ်okay ဒီမှာဒါဆိုရင် boost ထားတယ်ပေါ့နော်ဒီမှာ in review ပြနေပြီတခြားကိုကဘယ် post တွေကို boost ထားတယ်ဆိုရင်လည်းဒီမှာကြည့်လို့ရပါတယ်ဒီမှာဒေါ်လာဘလောက်သုံးနေတယ်စာဘယ်နှဆောင်ဝင်နေတယ်ဆိုတာကိုလည်းကြည့်လို့ရပါတယ်အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော်ကို boost service အကြောင်းဆက်သွယ်လို့ပါကမြန်မာ digital week page မှာလာပြီးတော့လာရောက်ဆက်သွယ်လို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်